သူကမော်မတက်ဘူးတယ်လားအကယ်ဒမီရဲ့စာသင်ခန်းတစ်ခုမှာကျောင်းသားတွေရဲ့တီးရိုးလောင်ပြောင်စံနေရဝယ်အတွက်တော့ရိုးရီနေတဲ့တခြင်းတစ်ပုတ်လိုပါပဲလာဂီယာဘေးလေးဖြစ်သွားတဲ့ Elfie ကိုဒီကျောင်းကိုခေါ်လာနိုင်ဖို့အတွက်ဝယ်ကိုအစာဖြစ်သုံးခဲ့တာလို့သူတို့ကထင်ကြတာ။အခုဆို Elfie ကမျောစင်တက်ကိုရောက်သွားပြီးတော့ဝယ်ဟာအသုံးမလိုတော့တဲ့စွန့်ပစ်ပစ္စည်းတစ်ခုဖြစ်လာခဲ့ပါပြီ။ဒါပေမဲ့ကျောင်းကြီးကိုဒရွန်ကတော့ဝယ်ကိုဆက်ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့တာဝန်ကိုတန်းတာနေတဲ့ဓာတ်ဆိုတဲ့မြင်ကွင်းကသူ့အတွက်တော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေလို့ပါပဲ။ဖြိုသင်ဘုံတက်ဖို့ဆိုတာအထက်တန်းကျောင်းသားဖြစ်လာဖို့လိုပါတယ်။အဲ့ဒီအတွက်နီလန်းနှစ်ခုပဲရှိပါတယ်။တစ်ခုကမော်အစ်စ်ကိုတီထွင်နိုင်ဖို့နောက်တစ်ခုကတော့ခက်ခဲလာတဲ့ယူနစ်ပေါင်း9200ကိုစုဆောင်းနိုင်ဖို့ပါဝယ်အတွက်ကတော့ဒုတိယလမ်းပဲရှိပါတယ်ဆရာဝကနာကဝယ်ကိုအပြင်းထန်လေ့ကျင့်ပေးသလိုဝယ်ကလည်းဘလောက်ပဲအနိုင်ခံရပါစေသူ့ရဲ့မလျှော်သောဇွဲနဲ့စာတွေးဘာသာရပ်တွေမှာထိတ်ဆုံးကရှိနေခဲ့ပါတယ်တကယ်ချင်းဖြစ်သူခိုလက်ကဝယ်ကိုအမြဲအားပေးပေမယ့်ကျောင်းသားအတက်တန်းလာရှီယွန်းကတော့ဝယ်ကိုမုန်းတီးနေသေးပါဒါပေမဲ့အခြေအနေတွေကပိုဆိုးလာပါတယ်ဆရာအဲ့ဒဝါဟာမော်မတက်တဲ့ဝယ်ကိုကျောင်းကနေမောင်းထုတ်ဖို့ကြံစည်လာပါတယ်သူဟာဝဲကိုတီးတဲ့အပုတ်တင်တန်းခေါ်လိုက်ငါ့ကိုတစ်ချက်ထိအောင်လုံးနိုင်ယူနေပေးမယ်မအောင်ရင်ကျောင်းကနေတက်သွားရမယ်ဆိုတဲ့မတရားတဲ့စီကံချက်တွေကိုထုတ်ပြန်လိုက်ပါတယ်အဲ့ဒါဟာတစ်ချိန်ကမျောစင်ကိုတက်လန်းဖို့နီးစပ်ခဲ့တဲ့ထူးချွန်တဲ့မော်ဆရာတယောက်ဖြစ်ပြီးသူ့ရဲ့မီးတော်မော်တွေကကြောက်စရာကောင်းလောက်အောင်ပြင်းထန်ပါတယ်တိုက်ပွဲစတာနဲ့ဝဲဟာအဲ့ဒါရဲ့မြန်ဆန်လုံးနဲ့မီးတော်များတွေကြားမှာအသေးအံရုန်းကန်ရပါတယ်ဒါနဲ့ကတော့တောင်မွေးကိုဘယ်လိုမှမရှင်းနိုင်ပါဘူးလို့အဲ့ဒါကကြေးကြော်ပြီးဝဲရဲ့ကြီးမန်းချက်တွေကိုနှိမ်ချခဲ့ပါတယ်ဘာကမင်းကိုဒီလောက်ထိစူးစမ်းခိုင်းနေတာလဲလို့မေးတဲ့အခါဝဲရဲ့အဖေကရိုးရိုးလေးပါချေရတဲ့သူတွေနဲ့အတူရှိခြင်းလို့ Elfie နဲ့ထားခဲ့တဲ့ဂတိကိုတီးခြင်းလို့တဲ့ဒီကားအဲ့ဘက်ကိုပို့ပြီးဒေါသထွက်စေခဲ့ပါတယ်တိုက်ပွဲအချိန်တက်လာတဲ့အချိန်မှာဝယ်ဟာဆရာဝကနာတင်ပေးထားခါစားလုံးတို့တိုက်ပွဲအကြောင်းကိုတရိယာသွားပါတယ်အင်အားကြီးမော်ပညာရှင်တွေကို Dress City တော်တအူးကအရှုံးမပေးဘဲတစ်ချက်တိအောင်တိုက်ခိုက်နိုင်ခဲ့တဲ့သမိုင်းပါဝယ်ဟာကြောက်စိတ်ကိုဘေးပဲပြီးအဲ့ဒဝါရဲ့မီးတောက်ဖုံးတွေကြားတွေကိုအသေးခံတိုးဝင်သွားခဲ့ပါတယ်အားလုံးကဝယ်ရှုံးပြီလို့ထင်နေတဲ့အချိန်မှာဝယ်ဟာမီးခိုးတွေကြားတွေကဖုံးထားတဲ့နေရာကိုအသုံးချပြီးအဲ့ဒဝါရဲ့အနီးကပ်ကိုရောက်သွားခဲ့ပါတယ်ဝယ်ရဲ့ပြင်းထန်လုံးနဲ့ဓာတ်ချက်ဟာအဲ့ဒဝါရဲ့မော့အကာအကွယ်ကိုပေါက်ထွက်သွားပြီးဆရာကိုတုံလို့သွားစေခဲ့ပါတယ်ဒါဟာမော်မဲသူတယောက်ကမော်ပညာရှင်တယောက်ကိုအနိုင်ယူလိုက်တဲ့အခိုက်အတန့်ပါပဲအဲ့ဒဝါဟာဝယ်ရဲ့မလျှော်သောဇွဲကိုအတိမဲ့ဖြူလိုက်ရပြီးဂတိအတိုင်းယူနစ်9ခုကိုပေးလိုက်ရပါတယ်ဝယ်ဟာဒဏ်ရာတွေနဲ့လဲကျသွားပေမဲ့သူ့ရဲ့မျက်လုံးတွေကတော့မျောစင်ထက်က LPC ကိုပဲကြည့်နေစေပါဒါနဲ့တောင်မွေးကြားကတိုက်ပွဲရအခုမှအစပဲရှိပါသေးတယ်။ Episode 2ကတော့ဒီမှာပဲပြီးဆုံးသွားပါတယ်